အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဒါ conversation တစ်ခုနဲ့ပတ်သက်ပြီးတော့ native speaker တွေတကယ်တမ်းလက်တွေမှာသူတို့အင်္ဂလိပ်စကားကိုဘယ်လိုပြောကြသလဲဆိုတာနဲ့ပတ်သက်ပြီးတော့အသက်တော်ပိုင်းဆိုင်ရာကျွန်တော်တေချာလေးရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ပုံမှန်စကားပြောတဲ့ပုံစံနဲ့တကယ်လက်တွေမှာ native speaker တွေပြောတဲ့ပုံစံကကွာဟမှုတွေရှိတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့English speaking ကောင်းချင်တယ်ဆိုလို့ရှိရင်သူတို့ English စကားကိုဘယ်လိုမျိုးပြောတယ်လဲအဓိကအားဖြင့်အတန်တွေကိုဘယ်လိုချိတ်ဆက်ပြီးစကားပြောတယ်လဲဆိုတာကိုကျွန်တော်သိရမှာဖြစ်တယ်အများစုက speaking လို့ပြောလိုက်ရင်ကျွန်တော်တို့က speaking practice လုပ်တာပဲသိတာပေါ့နော် speaking practice လုပ်တိုင်းကျွန်တော် speaking ကတိုးတက်တာမဟုတ်ဘူးဒီလိုမျိုးကျွန်တော် speaking မှာလည်း formula တွေရှိတယ်ပေါ့နော်အတန်တွေပိုင်းနဲ့ပတ်သက်ပြီးတော့အတန်ချိတ်ဆက်ပုံချိတ်ဆက်နည်းလေးတွေဒါလေးတွေကိုကျွန်တော်တို့ကသိထားမှကျွန်တော် speaking ကပို့ပြီးတော့ native speaker တယောက်နဲ့တူမယ်ပို့ပြီး English လို့ပြောတဲ့အခါမှာsmooth ဖြစ်မယ်ဒါကြောင့်မလို့ဒီနေ့ဒီဗီဒီယိုမှာအဲ့ဒီလိုမျိုး conversation တစ်ခုပေါ့နော်ဒီ conversation နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါ native speaker တွေဘယ်လိုမျိုးပြောတယ်ဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် Okay ဆိုတော့ပထမဆုံးအနေနဲ့ person A ကဘာပြောလဲဆိုလို့ရှိရင် you seem tired today Okay အဓိပ္ပာယ်ကဒီနေ့မင်းကြည်တာနည်းနည်းလေးပင်ပန်းနေတဲ့ပုံစံပဲ you seem tired today ဒီမှာဆိုရင်အတန်တွက်ကအဓိကအားဖြင့်ကျွန်တော်တို့က today ပေါ့အများစုကယနေ့ဆိုရင် today လို့အတန်ကြွတယ်ဒါပေမဲ့တကယ်တမ်းမှာ today เนาะ to မသွားဘူးထက်စိန်လို့အတန် today you seem tired today ဒီ sentence မှာတော့ဒါလေးပဲရှိတာပေါ့နော်ပြီးရင် person B ကဘာပြန်ပြောလဲဆိုလို့ရှိရင် a little but I'm okay now okay a little အနည်းငယ်ပါကွာဒါပေမဲ့ငါအခုအဆင်ပြေပါတယ်ဒီ sentence ကိုကျွန်တော်ပုံမှန်အတန်ထွက်တဲ့အခါမှာဘယ်လိုဖြစ်လဲဆိုရင် a little but I'm okay now ဒီလိုမျိုးအတန်ထွက်တာဖြစ်တယ်ဒါပေမဲ့ native speaker တွေကျတော့ဘယ်လိုလဲ a little but I'm okay now အများကြီးกว่าတယ်ဗောနော်ပထမဆုံးအနေနဲ့ little little ကျွန်တော်တို့ကအများစုက little တောင်းဝင်ဖို့တန်မဟုတ်ဒါတွေတန်နော် a little okay ဒီတန်ပေါ့ a little okay ပြီးလို့ရှိရင် but I'm okay ဒါဘလို့အတန်ထွက်လဲဆိုရင် but I'm okay I apostrophe am ဒါကI am ကခြုံထားတဲ့ပုံစံဒီဟာကို native speaker တွေအတန်ထွက်တဲ့အခါမှာကျွန်တော်က arm ဆိုပြီးတော့အတန်ကိုခြုံပြီးအတန်ထွက်လိုက်တယ်ဆိုတော့ arm ဒါကိုအရှိက back နဲ့တွဲတော့ bram ဘာလို့ဖြစ်သွားလဲဆိုလို့ရှိရင် back ကနောက်ဆုံးဆုံးတဲ့ t ဒီပါလဲ b ဖြစ်တယ်နောက်က I apostrophe m ကအရှိက I ဒီတရအဲ့လို b နောက်ကတရလိုက်ရင်အရှိက b အတန်ဒီနောက်ကတရနေရာကိုဝင်ပြီးတော့အတန်ထွက်ပြရမယ်ဒါကို linking လို့ခေါ်တယ်အတန်ချိတ်တာပေါ့နော်ဆိုတော့အရှိက t တန်ဒီနောက်က I တန်ညာဝင်တော့ bram okay ပြီးလို့ရှိရင် okay နဲ့ဒီ I am နဲ့ကိုဘယ်လိုတွဲလဲဆိုလို့ရှိရင် I am ကနောက်ဆုံးဆုံးတာက2တော့ m เนาะပြီးလို့ရှိရင်ဒါပါလဲ b ဖြစ်တယ် okay ရဲ့အရှိက o ဒီပါလဲတရဖြစ်တယ်ဆိုတော့ a e i o u ဒါကြောင့်မလို့ဒီနောက်ကတရလိုက်ရင်အရှိက b တန်ဒီနောက်ကတရအတန်ညာကိုဝင်ပြီးတော့အတန်ချိတ်ပြီးပြောပြရမယ်ဆိုတော့ okay မို့တော့ပဲနဲ့ okay but I'm okay okay အဲ့လိုမျိုးအတန်ကဆင်ကဲပြီးပြောင်းလဲသွားတာဖြစ်တယ်ပြီးရင် noun ကတော့ noun ပဲဆိုတော့စာရုံးတစ်ခုလုံးက a little but I'm okay now alright အဲ့လိုမျိုးဖြစ်သွားမယ်ပြီးရင် person A ကဘာပြန်ပြောလဲဆိုရင် did you sleep well ဒါကဘာကိုပြောတာလဲမင်းကောင်းကောင်းအိပ်ပျော်ရဲ့လားပေါ့နော်ဆိုတော့ဒီညမှာကြည့်ရမယ့်ပထမချက်ဒီပါလဲ did နဲ့ you နဲ့အများစုက did you အဲ့လိုမသွားဘူး did နောက်က you လိုက်ရင်အတန်ထွက်ဒီဘယ်လိုဖြစ်သွားမလဲ did you ဂါငယ်ရာပေးနှစ်ချောင်းဝင် you ဆိုတဲ့ပုံစံမျိုးအတန်ကြားထဲမှာအတန်ဖြစ်သွားတယ် did you sleep well ပြီးရင်ဒီနေရာမှာနောက်တော့သတိထားမှာဒီကျွန်တော်မေးခွန်းမေးတာဖြစ်တယ်အင်္ဂလိပ်စာမှာမေးခွန်းမေးရင်အတန်ဒီနောက်ဆုံးမှာမြင့်ပေးရတယ်ဆိုတော့ did you sleep well ဆိုပြီးတော့အတန်လေးကိုဒါမြင့်ပေးရဒါကို intonation အတန်အနှိမ့်အမြင့်လို့ခေါ်တယ်အင်္ဂလိပ်စာမှာအရင်ရေးကြည့်တယ်နော်ဆိုတော့အတန်ရဲ့နှိမ့်မုံမြင့်မုံကိုကြည့်ပြီးတော့မေးခွန်းမေးတာလားဘယ်လိုမျိုးအဓိပ္ပာယ်တက်ရောက်တယ်လဲပေါ့နော်အဲ့ဒီပုံမှာအများကြီးကျွန်တော်တို့ကကွဲပြားခြားနားမှုရှိတယ်ဒါကြောင့်မလို့အတန်အနှိမ့်မြင့်နေသည်လေအင်္ဂလိပ်စာမှာအရင်ရေးပါတယ်ဆိုတော့ဒီနေရာမှာဆိုရင် did you မဟုတ်ဘူး did you sleep well နည်းနည်းမြင့်ပြ did you sleep well မင်းကောင်းကောင်းအိပ်ပျော်ရဲ့လားဒီနေရာမှာ person A ကဘာပဲပြောလဲ not much but I'll rest later not much တိတ်တော့ပြောမယ်ဆိုလို့ရှိရင်ကောင်းကောင်းအိပ်မပျော်ဘူးဆိုတဲ့ပုံစံမျိုးပြန်ဖြစ်တယ် but ဒါပေမဲ့ I'll rest later ငါနောက်မှာနောက်ကျမှကောင်းကောင်းအနားယူလိုက်မယ်ပေါ့နော်ဆိုတော့ဒီတော့ကောင်းကောင်းအိပ်မပျော်ဘူးနောက်မှငါကောင်းကောင်းအနားယူလိုက်မယ်ဒီမှာဆိုလို့ရှိရင်လဲ I apostrophe ll ဒါဒီ I wear ကိုခြုံထားတာ
ဒီဟာကို English တွေအတန်ထွက်တဲ့အခါမှာ or သွေးတို့အားရချ or ဆိုတဲ့အတန်နော်ဆိုတော့အများစုကကျွန်တော်တို့အများစုဘယ်လိုတန်ထွက်လဲ but I will rest later ပေါ့နော်အဲ့လိုမသွားဘူး I apostrophe ll ဒီ or အရှိက but တင်တွေ့တော့ခုနကလိုပဲ tdb နောက်က I ဒီတရချစ်လိုက်မယ် bra ပြီးရင် rest ဒီ rest ပြီးရင် later မဟုတ်ဘူးတာဝန်ပူတာမဟုတ်ဘူးခုနကလိုပဲဒါတွေတန် later but I'll rest later နော် but I'll rest later ပို့ပြီးတော့ smooth ဖြစ်မသွားဘူးလားပြီးရင်ကျွန်တော်ဓာရီကိုတေချာမသိရင် native speaker တွေကအဲ့လိုပြောရဲဆိုလို့ရှိရင်နားလည်မှာမဟုတ်ဘူးကျွန်တော်တို့ကတော့ဘယ်လိုမှနားလည်မလဲ but I will rest later ဒါမျိုးဆိုရင်တော့နားလည်ကောင်းနားလည်လိမ့်မယ်နော် but I'll rest later အဲ့လိုမျိုးဆိုလို့ရှိရင်ကောင်းကောင်းနားလည်မှာမဟုတ်ဘူးဒါကြောင့်မလို့အတန်ချိန်ပုံချိန်နည်းတွေနော်အတန် short ချပုံ short ချနည်းခုနကလိုအတန်အနေမြင့်နေသည် English speaking ကောင်းနေတယ်ဆိုရင်အရင်ကြီးပါတယ် speaking ကောင်းနေလို့ speaking ကိုပဲကျင့်တယ်native speaker နဲ့ဟိုတိုက်လေ့ကျင့်ခြင်းနဲ့နော် speaking လေ့ကျင့်ဖို့နဲ့တစ်နေ့ကို2နာရီ3နာရီကျင့်ခြင်းဒီလိုမျိုးနဲ့ကျွန်တော်တို့ speaking ဟိုအတွက်လုံလောက်မှုမရှိဘူးဒါတွေကိုအများစုသိရမယ်ဒါတွေဒီဆိုကြပါစီဆိုလို့ရှိရင်အဓိက key ပဲဒါတွေကိုသိထားရင်ကျွန်တော်တို့ကအများကြီး English စာ speaking မှာရှေ့ရောက်တာဖြစ်တယ်ပေါ့နော်ဆိုတော့ conversation တစ်ခုလုံးကဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင် you seem tired today a little but I'm okay now did you sleep well not much but I'll rest later okay အဲ့လိုမျိုးဖြစ်သွားမှာဖြစ်တယ်ဆိုတော့ဒါက native speaker တွေတကယ်လက်တွေ့မှာစကားပြောတဲ့ပုံစံကိုကျွန်တော်ကဒါအတန်တွက်ပိုင်းဆိုင်ရာရှင်းပြပေးတာဖြစ်ပါတယ်ဒီလိုမျိုးအတန်တွက်တွေကိုစနစ်တကျနော်လေ့လာခြင်းနဲ့ကိုယ့်ရဲ့အတန်တွက်ကို native speaker တယောက်နဲ့ပို့ပြီးတူအောင်ပြောတတ်ခြင်းနဲ့ဆိုရင်ကျွန်တော်မှာဒါနဲ့ပတ်သက်ပြီးတော့ online video course ရှိတယ်လို့ Zoom နဲ့လည်းကျွန်တော်ဒါမျိုးတွေကိုတေချာလေး train ပေးတာဖြစ်တယ်ဆိုတော့စိတ်ဝင်စားရင်ကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်